ဒီဗီဒီယိုလေးမှာတော့ကျွန်တော်အခုဒီမှာပြထားတဲ့ဒီ auto case လေးပေါ့နော်ကျွန်တော်ကင်ထားပြီးသားဖြစ်တဲ့ auto case လေးတစ်ခုနဲ့ကိုအရှင်းပြမှာဖြစ်ပါတယ်အဲ့လိုဆိုပထမဦးဆုံးတော့ဘာအကြောင်းသွားကြီးဖြစ်သွားလဲဆိုတော့သွားအရန်ထက်နေတာသွားထက်တာမှဟိုတော်တော်ကြီးကိုထက်တာပေါ့နော်တော်တော်ကြီးထက်တယ်ထက်တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်အစာရညက်တယ်သွားပိုးတွေစားတယ်ကြောက်တွေအများကြီးတယ်ပုံမှန်လူတယောက်က6လလောက်နေမှကြောက်ချရတယ်ဆိုရင်အခုလိုပုံကိုယ်တွေကြတော့အမြဲ2လတစ်ခါလောက်ကြောက်တွေမြင်အမြဲတမ်းတည်နေတာမျိုးဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဒီလိုမျိုးသွားရန်ထက်တဲ့ဟာကိုသွားကြီးတာဖြစ်ပါတယ်အခုလိုဒီလိုမျိုး case မှာဆိုရင်ကျွန်တော်တို့ကကျွန်တော်ကသွား၄ချောင်းနှုတ်ရတယ်သွား၄ချောင်းနှုတ်ပြီးတော့ဒီအပေါ်မှာဆိုရင်အပေါ်မှာအဆွဲရအရှိရောက်နေတာပေါ့နော်နံပါတ်2ကအထဲဝင်နေတာမိတ်ဆွေပုံမှာတွေ့ရင်လည်းကြည့်လို့ရတယ်အဲ့မှာဆိုရင်ကျွန်တော်တို့ကတန်းပြီးတော့နံပါတ်2တော့အပြင်ဆွဲထုတ်လို့လုံးဝမရအောင်တော့အဲ့နံပါတ်2တော့အချက်ချင်းဟိုလူနာအလူကြအဆွဲထုတ်လိုက်ဘာဖြစ်တယ်လဲဆိုတော့အရှိသွားခေါ်ရတယ်ထို့ကြောင့်ကျွန်တော်တို့ကအဆွဲကိုအရင်ဆုံးစိတ်ချရအောင်အနောက်ကိုရင်ပို့တယ်ပြီးတော့နံပါတ်2သွားပေါ့ lateral incisor ကအရှိကိုထွက်လို့ရတဲ့အနေထားနေရာလောက်သွားပြီးဆိုတော့မှဒီနံပါတ်2ကိုကျွန်တော်တို့ကဒီအပြင်ထုတ်ရတာဖြစ်ပါအဲ့လိုအပြင်ထုတ်တဲ့နေရာမှာဘာအခက်အခဲရှိလဲဆိုတော့ဒီ case မှာဆိုရင်အောက်သွားက lock ဖြစ်နေတယ် cross bite ဖြစ်နေတာပေါ့နော်နံပါတ်2ကတည်းလို့ဆိုရင်ကျွန်တော်တို့ရဲ့ဒီအောက်သွားတွေကအဲ့လို lock ဖြစ်နေတော့ကျွန်တော်တို့ကဒီ bite block လို့ခေါ်တဲ့အတုံးတွေအနောက်မှာခုပြီးတော့ဒါကို bite ကိုမြင့်ထည့်လိုက်တယ်မြင့်ထည့်ပြီးတော့ဒါကိုဒီနံပါတ်2သွားကိုဆွဲထုတ်လိုက်လို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့နောက်တစ်နည်းကဘယ်လိုလုပ်လို့ရလဲဆိုတော့အောက်သွားမှာပဲဒီလိုမျိုး anterior bite block ခုလိုက်တယ်ခုပြီးတော့ဒီတော့ဆွဲထုတ်လို့ရတယ်အရှိမခုတာကြတော့ဘာအားနေချက်ရှိလဲဆိုရင်စားတော့ရအရင်ခက်တယ်ဘာဖြစ်လို့လဲဆိုတော့အောက်မှာခုလိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီဝါအပေါ်တော့အောက်တော့လုံးဝမထိတော့တဲ့အတွက်ကြောင့်ဝါလို့မရတော့ဘူးဖြစ်သွားတာပေါ့ဝါလို့မရတော့ဖြစ်တယ်ဆိုတော့semi solid diet တွေပဲစားနေရတယ်လို့ဖြစ်သွားတယ်အစာအပျော့တွေပဲစားတယ်လို့ဖြစ်သွားတယ်ပေါ့နော်ဒါမဲ့လည်းဒီမိတ်ဆွေကလည်းတစ်နှစ်ခွဲပတ်ချလေအတွင်းမှာတိတိတတ်တာညီသွားတယ်ဝါယာလေးတစ်ဆင့်တက်ဝါပြီးတော့ကျွန်တော်တို့ကဖြည်းဖြည်းချင်းဒီလိုမျိုး result တွေရလာပါတယ်ဒီ bracket မျိုးစားကpassive self ligation bracket လို့ခေါ်ပါတယ်တုံးထားတဲ့ဝါယာကတော့ demon wire အမျိုးအစားကိုတုံးထားတာပေါ့နော်ဘာလို့လဲဆိုတော့ demon wire တွေမှာကျတော့ arch expansion property လဲပါ lateral expansion property ပါတယ်အတွက်ကြောင့်မလို့ကျွန်တော်တော့နည်းနည်းလေးနေရာလေးရလို့ရညာဆိုပြီးတော့ဆွဲထားဖြစ်ပါတယ်အဲ့လိုဆိုတော့ဒီပုံမှာဆိုလို့ mid line တွေပါတယ်လည်းပြောင်းသွားခြင်းမရှိ mid line ကလည်းလုံးဝအပေါ် mid line အောက် mid line တည်းတည်းပဲဖြစ်တယ်လူနာလည်းလက်ခံလို့ရတဲ့အနေ patient လည်းလက်ခံလို့ရတဲ့အနေထားတစ်ခုဖြစ်သွားတယ်အဲ့လိုဆိုတော့ traditional 3လဲရပါတယ်အဓိကတော့ကျွန်တော်အနေနဲ့ bracket ကတော့အရင်ဟိုအရွေးတော့မရွေးပါဘူးကိုတင့်တော်မဲ့ case နဲ့ပူတည်ပြီးတော့ပေါ့နော်ကိုဘယ်လိုမျိုး quality ကောင်းရင်ပြီးတာပဲပေါ့နော် quality ကောင်းရင်အဆင်ပြေပါတယ်အဲ့လိုဆိုတော့ဒီလိုမျိုးသွားထက်တာတွေဆိုရင်လည်းအကြံပေးတာကတော့ဒီလိုမျိုးသွားညှိလို့ရပါတယ်သွားညှိလိုက်ရင်ဟိုအစာညက်တာတွေနေသွားမယ်ကို confident လည်းပို့ရှိသွားမယ်ဘယ်လိုပြောအများကြီး improve quality of life လည်းအများကြီးကောင်းသွားမှာဖြစ်ပါတယ်အဲဒါကြောင့်မလို့ကိုအချိန်ရတော့ဟိုဖြစ်ရင်သွားညှိထားတာပို့တင်တော်ရယ်ပေါ့နော်